ပတ်ကကျွန်တော်လာအစရဲ့ပထမဆုံးပတ်ပေါ့နော်ဆိုတော့ထုံးစံတိုင်းကျွန်တော်တို့ဒီလာအစရဲ့ပထမဆုံးပတ်မှာထွက်လေရှိတဲ့ဒါ non-fan payroll data တွေကလည်းဒီတစ်ပတ်ထဲမှာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါဒီတစ်ပတ်ရဲ့တနင်္လာနေ့ကတော့ကျွန်တော်တို့ဒါ USD ရဲ့ဒါ ISI manufacturing PMI data ထွက်ရှိခဲ့တယ်ပေါ့နော်ဆိုတော့ရလဒ်ကတော့ဒါသူတို့ခန့်မှန်းတာထက်ကိုပို့ပြီးတော့ result ကောင်းခဲ့တယ်ပြီးတော့နောက်တစ်ခုကျွန်တော်တို့ဒါအင်္ဂါနေ့မှာတော့ကျွန်တော်တို့ဒါ AUD JPY GBP ဒါစတဲ့ဒီ currency pair တွေရဲ့ကျွန်တော်ဒါ data တွေရှိတယ်ပြီးတော့ဒီ4နာရီ17နာရီဒါတွေကတော့ထွက်ပြီးသွားပြီပေါ့နော်ကျွန်တော်ဒါညပိုင်းမှာဆိုရင်တော့ဒါ GBP ရဲ့9:30မှာထွက်မဲ့ဒါ economic data တခုရှိမယ်ဆိုတော့ကျွန်တော်ဗုဒ္ဓဦးနေ့မှာဆိုရင်တော့ကျွန်တော်ဒါ AUD ရဲ့ GDP ကျွန်တော်ဒါ8:15 PM ပေါ့နော်ဆိုတော့ဒီမှာဆိုရင်တော့ကျွန်တော်ဒါ USD ရဲ့ကျွန်တော်ဒါ ADP non-farm employment chain ပေါ့နော်ဆိုတော့ဒီ data လေးထွက်ဖို့ရှိမယ်ပြီးရင် ISM service data ရှိမယ်ပေါ့နော်ဒါည10နာရီမှာဆိုတော့ဒါကျွန်တော်ဒါမနက်ဖြန်မှာလဲကျွန်တော်ဒါဟိုအဓိက USD ပါတဲ့ဒါ currency pair တွေမှာဆိုရင်ဒါကျွန်တော်အလုပ်ခက်ရှိနိုင်တယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒါဂျာတာပရိနေ့မှာဆိုရင်ဒါ employment claim data ကျွန်တော်တောက်ကြနေဆိုရင်တော့ဒါကျွန်တော်ထုံးစံတိုင်း non-farm payroll data ကျွန်တော်ဒါ average hourly earning data ပေါ့နော်စတဲ့ဒီကျွန်တော် data တွေထွက်ဖို့ရှိတာဖြစ်တဲ့အတွက်ကျွန်တော်ဒါဒီတစ်ပတ်မှာလည်းဒါအလုပ်ခက်ကပို့ပြီးတော့ဒါကျန်းနိုင်တယ်အဲ့ဒီပြင်ဟိုမှာကျွန်တော်တို့ဒါအားလုံးလည်းသိကြတဲ့အတိုင်းကျွန်တော်တို့လက်ရှိမှာကျွန်တော် American Israel အီရန်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဒါစစ်ပွဲတွေဖြစ်နေတဲ့ကာလဆိုတော့ဒီကြားထဲမှာလည်းကျွန်တော်ဒါကမ္ဘာရွှေကဒါကျွန်တော်တို့ breaking news တွေတက်လာရင်တက်လာတယ်လို့မျိုးဒါဈေးရလည်းကျွန်တော်ဒါအဝယ်ဘက်ကိုဒါတော်ကုန်တို့တက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီအချိန်မှာ trade လုပ်တယ်ဆိုရင်တော့သတိထားပြီးတော့ဒေချာလေးကိုကျွန်တော်တို့ဒါ trade လုပ်ဖို့အတွက်လိုအပ်တယ်မဖြစ်မနေကျွန်တော်တို့ဒါ stop loss ကိုခံပေးဖို့လည်းလိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါသုံးသက်ချက်လေးတွားလိုက်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့ရွှေပေါ့နော်ရွှေကတော့ကျွန်တော်တို့ဒီတစ်ပတ်တော့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါ weekly time frame ကိုကြည့်လိုက်မယ်ဆိုရင်တော့လုံးဝအသက်တွေကိုသူကအားသာနေရပဲเนาะဆိုတော့ကျွန်တော်ဒါပြီးခဲ့တဲ့အပတ်ကလည်းကျွန်တော်ဒါ bullish candle ကြီးပေါ့เนาะဒါ momentum အားကောင်းတယ်သူ့ရဲ့ရှေ့ကဒါ previous weekly candle ဆိုရင်လည်းဒါအတက်အားကောင်းတယ်ပေါ့เนาะဆိုတော့ဒါ stay in bullish ထဲမှာရှိနေတယ်ပေါ့เนาะ weekly candle တွေကလည်းပြီးနောက်တစ်ခုကျွန်တော်ဒါ daily မှာဆိုရင်လည်းကျွန်တော်ဒါမနေ့ရလောက်ပဲပေါ့เนาะဒါဈေးအနေငယ်လေးဒီဘောကနေဒါအနေငယ်ပြန်ကျထားလေးတွေ့ရတယ်ပေါ့เนาะဆိုတော့ဒီကောင်ကဒါပူးပွက်ပြန်လာတဲ့အကြလားပေါ့เนาะဆိုတော့ဒါကိုကျွန်တော်တို့ဒါဒီနေ့မှာတစ်ချက်ဒီနေ့ daily ကန်တဲ့လေးမှာကျွန်တော်ဒါတစ်ချက် confirm အနေနဲ့ကြည့်ရမယ်ပေါ့နော်ဆိုတော့ overall ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ကအတက်ကအားကောင်းနေတယ်ဒီမှာဆိုလဲကျွန်တော်ဒါ trend ကြည့်မယ်ဆိုရင်လည်းဒါ trend structure အတိုင်းတက်နေတာဆိုတော့ဒီကောင်ကဒါ stay in a trend ထဲမှာရှိတယ်ဆိုတော့လက်တလောကျွန်တော်တို့ဒါ daily ရဲ့ BY level ဆိုရင်တော့ကျွန်တော်တို့ဒါဒီနာက9260နဲ့ကျွန်တော်တို့ဒါ9204ပေါ့နော်ဆိုတော့9200နဲ့9250ဝန်းကျင်ကကျွန်တော်တို့ဒါ daily ဒါ structure အရာပေါ့เนาะကျွန်တော်တို့ဒါဝယ်လို့ကောင်းတဲ့ zone တွေအနေနဲ့ကျွန်တော်တို့ဒါဒီ level မှာစောင့်ကြည့်လို့ကောင်းတယ်ပေါ့เนาะဆိုတော့ဒါကတော့ daily time frame ပေါ့ဆိုတော့ကျွန်တော်တို့က daily time frame မှာကျွန်တော်ဝယ်ဖို့အတွက်စောင့်မယ်ဆိုရင်ကျွန်တော်တို့ဒါအချိန်လေးဒါအကြာကြီးစောင့်ပြီးတော့မှကျွန်တော်တို့ entry ရမယ်ပြီးတော့နောက်တစ်ချက်ကလက်ရှိမှာအတက်အားကောင်းနေတဲ့ရွှေဈေးကကျွန်တော်တို့ဒီကိုပူးပတ်တောင်ပြန်လာနိုင်ပါမလားဒါမျိုးကလည်းရှိတယ်ပေါ့เนาะဆိုတော့ကျွန်တော်တို့အနေနဲ့ကတစ်ချက်ကျွန်တော်တို့ဒါ day trade လုပ်ဖို့အတွက်ကိုကျွန်တော်ဒါသုံးသက်ချက်လေးကိုကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော် day trade အတွက်ကတော့ကျွန်တော်ဒါ15 minute time frame structure ကိုကျွန်တော်ဒါကြည့်တယ်ပေါ့နော်ဆိုတော့15 minute မှာလည်းဒါ let low ဒီနာဝင်းချင်အကုန်လုံးကလည်းဒါ ranging တွေကနေဖောက်ထွက်လာတယ်ပြီးတော့ဒီကနေဈေးကွက်ကအားကောင်းကောင်းနဲ့ဘာဖြစ်ခဲ့လဲဆိုတော့ဈေးကအပေါ်တက်ခဲ့တယ်ပေါ့နော်ဆိုတော့ let low ဒီကနေလည်းဈေးတက်တယ်ပြီးဒီမှာ break လုပ်ထားတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့15 minute structure အရဆိုရင်တော့ကျွန်တော်ဒါဒီနာဝင်းချင်ပေါ့နော်ဆိုတော့ဒါနောက်ဆုံးဖြစ်ခဲ့တဲ့ swing တွေရဖို့စပြီးတော့ဒီမှာ break လုပ်သွားပြီပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ဒီ chain of guide ပုံစံတစ်ခုအနေနဲ့ဒါပေါ်ထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ trend ကတော့မှန်တိုင်းပြောရင်ကျွန်တော်ဒါ chain of guide ပဲရှိသေးတယ်ကျွန်တော်တို့ဒါ down trend ဆင်းတယ်ဆိုတော့ confirm ကကျွန်တော်တို့အနေနဲ့မရသေးဘူးဆိုတော့ကျွန်တော်ကဒီ chain of guide တွေ့ရတယ် down trend ဆင်းပြီဆိုပြီးတော့ဈေးတက်တဲ့အချိန်မှာကျွန်တော်တို့ဒီနားမှာကျွန်တော်ရဲ့ဒါ fair value gap POI တို့ဒီပုံမှာကျွန်တော်ရဲ့ supply zone တို့ဒီ level တွေကနေကျွန်တော်ကတန်းပြီးတော့ရောင်းလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ trend က confirm ဖြစ်သေးဘူးပေါ့နော်ဆိုတော့အဲ့ဒီအချိန်တွေမှာရောင်းမယ်ဆိုရင်ကျွန်တော်က risk ရှိနိုင်တယ်ပေါ့နော်လက်ရှိကလည်းကျွန်တော်တို့ဒါစစ်ပွဲတွေဖြစ်နေတဲ့ကာလအချိန်မှာဆိုတော့ဟိုကျွန်တော်ရေရှည်ကြည့်မယ်ဆိုရင်တော့ရွှေကတော့ဟိုအတက်ကပို့ပြီးတော့အားကောင်းတယ်ကြားခဲ့တယ်ဆိုရင်လည်းကျွန်တော်ကဒါရေတို retracement ပေါ့နော်အကြလောက်ပဲကျွန်တော်ဒါကြားနိုင်တယ်လို့သုံးသပ်လို့ရတယ်ပေါ့နော်ဆိုတော့လက်ရှိဒါကျွန်တော်15 minute structure တော့ကျွန်တော်စောနာပြောသလိုမျိုးကျွန်တော်ဒီမှာ channel guide ဖြစ်ထားတယ်ဆိုတော့လက်တလောကဒီနာဝင်းကျင်မှာကျွန်တော်ဒါ minor
အထရန်တစ်ခုအနေနဲ့ဈေးကွက်ကတည်းကပြန်ပြီးတော့တက်လာတယ်လို့ကျွန်တော်ယူဆရတယ်ပြီးတော့နောက်တစ်ခုကျွန်တော်တို့ကျွန်တော်စောင့်ကြည့်နေတဲ့ဒီနားက BY level လေးမှာဈေးကွက်ကထိပြီးတော့ကျွန်တော်တို့ဒီနားမှာ double divergence လေးပေါ်ပြီးတော့ဈေးကပြန်ကျထားတယ်ပေါ့နော်ဆိုတော့ပြန်ကျတဲ့အခါမှာလဲကျွန်တော်ဒီမှာစောင့်တာဒီ15 minute မှာလဲကျွန်တော်ဒီနားကကျွန်တော်ရဲ့ဒီ swing low level ကိုဒီမှာ break လုပ်ထားတာလေးကိုကျွန်တော်တစ်ချက်တွေ့ရတယ်ပေါ့နော်တွေ့ရတာဆိုတော့ကျွန်တော်ကတကယ်လို့ပေါ့နော်ဈေးကွက်ကဒီမှာကျွန်တော်တို့ဒီမှာနောက်ထပ်ဒီကျွန်တော်ရဲ့ PY level လာထိတယ်ဒီမှာ break လုပ်ထားတယ် channel guide တခုပေါ်တယ်ဈေးကွက်ကအကယ်လို့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ swing low ပေါ့နော်ဒီ swing low ကိုထပ်ပြီးတော့ဒါကျွန်တော် movement အားကောင်းကောင်းနဲ့ထပ် break ခဲ့တယ်ဆိုရင်တော့ကျွန်တော်တို့ဒီနားမှာကျွန်တော်တို့ဒါဖြစ်ပေါ်လာခဲ့တဲ့ကျွန်တော်ရဲ့ PY level တွေဖြစ်တဲ့ favor look ကဒါမှမဟုတ်ကျွန်တော်ရဲ့ဒီ OB ပေါ့အဲ့ level တွေကနေကျွန်တော်ကရောင်းဖို့အတွက်ကိုကျွန်တော်ဒါဒီနေ့ day trade စာအတွက်ကိုကျွန်တော်ဒါတစ်ချက်စောင့်ကြည့်နေတာဖြစ်ပါတယ်ဆိုတော့ဒီနာဝန်းကျင်လေးမှာကျွန်တော်ဒါတစ်ချက်ကြည့်မယ်လို့ကျွန်တော်သုံးသပ်ထားရပေါ့နော်ဆိုတော့ကျွန်တော်ဒီ Mannequin market analysis သုံးသပ်ချက်မှာလဲကျွန်တော်ဒီနာဝန်းကျင်ပေါ့နော်ဆိုတော့ဒီနာဝန်းကျင်9360ဝန်းကျင်နားလေးမှာကျွန်တော်တစ်ချက်ကြည့်နေတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အခုလက်ရှိလက်တလောဒီအနေအထားမှာဆိုတော့ကျွန်တော်ကဒါconfirm မဖြစ်သေးဘူးဆိုတော့ဒီမှာကျွန်တော်တို့ channel guide တာပဲရှိသေးတယ်ကျွန်တော် confirm မရသေးဘူးဆိုတော့ confirm အနေနဲ့ဆိုတော့ကျွန်တော်ဒီနာဆွင်းလို့ကိုထပ်ပြီးတော့ဒါ clear breakout အနေနဲ့ဖောက်သွားပြီဆိုတော့မှကျွန်တော်တို့ဒါဒီနာက PY level တွေကနေကျွန်တော်ဒါကြည့်ပြီးတော့ရောက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီ target liquidity ကိုတော့ဒီအောက်ကကျွန်တော်တို့ရဲ့ဒီ previous ဒီ swing low နေရာအထိယူလို့ရမယ်တကယ်လို့ကွာအဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်ဒါဒီအောက်က previous swing low နေရာလောက်ထိဒါကျွန်တော်တို့ဒါယူလို့ရဒါဒီလိုပုံစံမျိုးအနေနဲ့ကျွန်တော်တို့ဒါ target ထားပြီး trade လုပ်မယ်ပေါ့နော်ဆိုတော့ဒီအောက်ကဒီအောက်မှာဆိုရင်လည်းကျွန်တော်တို့ကဒါ daily ရဲ့ daily candle ဒါ liquidity ရလည်းရှိတာဖြစ်တဲ့အတွက်ဒီကောင်ထိကကျွန်တော်ဒါ target ထားရင်ထားလို့ရဒါပေမဲ့ကျွန်တော်စောနာပြောတဲ့လိုမျိုးပေါ့လက်ရှိမှာလည်းဒါကျွန်တော်စစ်ပွဲကာလဖြစ်နေတယ်ပြီးရင်နောက်တစ်ခုကကျွန်တော်ဒီတစ်ပတ်မှာလည်း economic data တွေကထွက်ဖို့ရှိတာဖြစ်တဲ့အတွက် market ကတော့ဒီကျွန်တော်ပြောတဲ့လိုကျွန်တော်သုံးသပ်တဲ့ပုံစံတိုင်းဒါကြာကျင်လဲကြာသွားနိုင်တယ်မကြဘဲနဲ့လဲဒါအခုလက်ရှိဖြစ်နေတဲ့ဒီစစ်ပွဲတွေပေါ်မူတည်ပြီးတော့ဒါ breaking news တွေထွက်လာတယ်လို့မျိုးဈေးတက်တာမျိုးတွေလည်းဒါဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့အခုလက်ရှိကျွန်တော်ဒါ day trade အတွက်ဆိုရင်တော့ကျွန်တော်ဒါဒီလိုပုံစံမျိုးအနေနဲ့ကျွန်တော်ဒါစောင့်ပြီးတော့ trade လုပ်ဖို့အတွက်ကိုကျွန်တော်ကြည့်နေတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်ဒါရွှေကိုအယောင်းအတွက်ပေါ့နော်ဆိုတော့တကယ်လို့ကျွန်တော်တို့ဒီနားမှာပေါ့နော်ဒါကျွန်တော်တို့ဒါရောင်းတဲ့ပုံစံစောင့်တာပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးမဖော်ခဲ့ပဲနဲ့ဈေးကွက်ကဒီကနေပဲဈေးတက်တယ်ဆိုရင်တော့ဒါသူ့ရဲ့ဒါမူလ trend line သွားမယ်ဆိုပြီးတော့ကျွန်တော်တို့ဒါသုံးသပ်လို့ရမယ်ပေါ့နော်ဆိုတော့ဒီမှာဆိုကျွန်တော်တို့ဒီကနေစတယ်ပေါ့နော်ဆိုတော့ဒီမှာစပြီးတော့break တယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒါ type 2ဒီမှာ break တယ်ဆိုတော့ဒီကောင်ကိုထပ်ပြီးတော့ break တယ်ဆိုရင်ကျွန်တော်တို့ကဒါ confirm ရပြီပေါ့နော်ဆိုတော့ break တဲ့အခါမှာလည်းကျွန်တော်တို့ကလေဒီ candle တေးသေးလေးတွေနဲ့ဒီကျွန်တော်တို့ဒါ break တာထက်ကို movement အားကောင်းနဲ့အဲ့လိုမျိုး candle အကြီးကြီးနဲ့ကျွန်တော် break သွားတာမျိုးဆိုရင်တော့ကျွန်တော်ကပိုကြိုက်တယ်ဘာလို့လဲဆိုတော့အဲ့ကြမှာကျွန်တော်ဒါဒီနာဝင်းကျမှာကျွန်တော်ရဲ့ဒီ PY level တွေကျွန်တော် favor look တော့မဟုတ်ကျွန်တော်ရဲ့ order block level ကြံခဲ့ပါပေါ့နော်ဆိုတော့အဲ့လိုကြံခဲ့ပြီဆိုတော့မှအဲ့ level နေရာမှာကျွန်တော်ကဒါနောက်ထပ်ကျွန်တော်ဒီ1 minute time frame ရဲ့ confirmation ကိုကျွန်တော်စောင့်ပြီးတော့ဒီနာကနေကျွန်တော်ဒါ entry ဝင်ဖို့အတွက်ကိုစောင့်ကြည့်လို့ရတယ်ပေါ့နော်ဒီနာဝင်းကျမှာကျွန်တော်ကြည့်လို့ရတယ်တကယ်လို့ဒီကနေတက်တဲ့အတက်ကဒီနာကနေတက်ပြီးတော့ဆိုတော့ဒီနာဝင်းကျလောက်ကပူပက်ပြန်လာတယ်ဆိုရင်တော့ကျွန်တော်ဒီကနေဝယ်မယ်ကျွန်တော်ရဲ့ဒါ target liquidity ကတော့ဒီဘောက9420ဝန်းကျင်သားလောက်ထိကျွန်တော်ဒါထားမယ်ပေါ့နော်ဒီကနေချက်ချင်း5420ကိုတန်းရောက်သွားတယ်ဆိုရင်တော့ကျွန်တော်ကဝယ်ဖို့မကြည့်သေးဘူးဘာလို့လဲဆိုတော့အဲ့ခါကျရင်တော့ကျွန်တော်က9420ကိုလုံးဝ clear breakout တက်ပြီးတော့အားကောင်းနဲ့ပိတ်သွားပြီဆိုတော့မှပဲကျွန်တော်ကဒီပြန်ပြီးတော့ဝယ်ဖို့အတွက်ကိုကျွန်တော်ကဒါတစ်ချက်ပြန်ကြည့်တော့မှာပေါ့နော်ဆိုတော့လက်တလောကတော့ဒါကျွန်တော်ဒါအဝယ်အတွက်ဆိုရင်တော့ဒီလိုပုံစံမျိုးနဲ့ကျွန်တော်စောင့်ကြည့်တယ်ကျွန်တော်အယောင်းအတွက်ဆိုရင်တော့ကျွန်တော်အခုဒါသုံးသပ်ပေးထားတဲ့ပုံစံလေးတိုင်းကိုကျွန်တော်ဒါတစ်ချက်စောင့်ကြည့်နေတာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ဒီကမ္ဘာရွှေရဲ့ဒါသုံးသပ်ချက်ဖြစ်ပါတယ်ဆိုတော့ဒါအဝယ်အတွက်ဆိုရင်တော့ဒီလိုပုံစံမျိုးလေးပေါ့နော်โอเคဒီလိုလေးဒါမျိုးလေးဒါကျွန်တော်စောင့်ကြည့်နေတာဖြစ်ပါတယ်ဒါတစ်ခုပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ဘူးဒီကနေအကောင်းနဲ့တက်သွားလို့ကျွန်တော်ဒီsorry 4000မဆိုရင်လည်း9420ကိုတော့ clear breakout ကြီးဖောက်သွားတယ်ဒီနားမှာလည်းကျွန်တော်တို့ဒါ movement နဲ့ candle တွေနဲ့ကျွန်တော်ရဲ့ PY level ချန်ခဲ့တယ်ဆိုရင်ဒီနားဝင်ချိန်ကလည်းကျွန်တော်
လိုက်ပြန်ပြီးတော့ဝယ်မယ်ပေါ့နော်ဝယ်တဲ့ခါကျရင်တော့ကျွန်တော်တို့ taking profit ကတော့ကျွန်တော်ကတော့ရှင်းတယ် one ratio 2ထားတယ်ပြီးတော့နောက်တစ်ခါကျတော့ကျွန်တော်အဲ့နာမှာဖြစ်ပေါ်ခဲ့တဲ့ previous swing လေးတွေဒီကျွန်တော်တို့ဒါ target ထားပြီးတော့ TP exit လုပ်တယ်ပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးနဲ့လည်းကျွန်တော်တို့က entry အတွက်ကိုစဉ်းစားလို့ရတယ်ပေါ့နော်ဆိုတော့ဒီကောင်အဝယ်အတွက်ဆိုတော့ဒီကောင်ကအယောင်အတွက်ဆိုတော့ဒါလေးချက်ဖြတ်လိုက်ပြီးတော့ရှုပ်သွားမှာဆိုတော့နော်ဒီလိုပုံစံမျိုးလေးဒါကျွန်တော်ကဘာရွှေမှာကျွန်တော်ဒါသုံးသပ်ထားတယ်ပေါ့နော်